အလုံးသောမိဘညီကိုမောင်နှမဆွေတော်မျိုးတော်ယောဂီသူတော်စင်များတရားစခန်းနေဝင်ကြတယ်တရားအလုပ်တွေအားထုတ်ကြတယ်အဲ့ဒါဘာလို့ကြတာလဲဆိုရင်ဦးဇင်းတို့ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီးကတော့မနေ့ညနေကတရားထဲမှာလည်းဟောသွားခဲ့ပါတယ်သေနီးလာသင်ကြတာတဲ့ဘာနီးလာသင်ကြတာရှင်ဘုရားရဲ့သေတာပဲဗဇဟသေသွားတာပဲဘုရားလို့ပြောမယ်ဆိုရင်ပြောလို့မရဘူးလားရတာပေါ့ဆွေတော်မျိုးတော်များနော်ယခုပြောနေတာကဆွေတော်မျိုးတော်များသေနီးသင်တယ်ဆိုတာပုထုဇဉ်အဖြစ်နဲ့မသေးပဲအရိယာဖြစ်နဲ့သေတတ်စေခြင်းလို့ဘာနဲ့သေတတ်စေခြင်းလို့ဒါကြောင့်မလားလားကြောချင်းမောဂုတ်ဆရာတော်ဘုရားကြီးကပြောတာပေါ့တကားကျွဲဥလာဘူးတို့ခမရတို့သူ့လိုကိုလိုတာမန်သေဖို့အတွက်ကတော့သေသင်စရာမလိုပါဘူးဗျာတဲ့လိုသလားလိုပါဘူးဆိုတော့မျိုးပါဇဟသေသွားတာပဲဒါပေမဲ့လို့ဆိုတော့မျိုးတော့ပုထုဇဉ်အဖြစ်နဲ့မသေပဲအရိယာဖြစ်နဲ့သေတတ်ဖို့ဆိုတာမသင်ရဘူးလားသင်ရမှာလားသင်ရမှာဆိုတော့မျိုးတော်များနော်အဲ့ဒီလိုအရိယာဖြစ်နဲ့သေတတ်ဖို့ဆိုတာဆိုတော့မျိုးတော်များကိုဒုက္ခကိုသိဖို့လိုတယ်ဘယ်သူဒုက္ခဒါကြောင့်မလို့ကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးကပြောသွားတယ်လေနောက်ဒုက္ခမရောက်ချင်ရင်နောက်ဒုက္ခမရောက်ချင်ရင်လက်ရှိဒုက္ခကိုသိအောင်လို့နောက်ဒုက္ခမရောက်ချင်ရင်လက်ရှိဒုက္ခကိုသိအောင်လုပ်ဖို့လိုတယ်ဒါကြောင့်မလို့ဆရာတော်ဘုရားကြီးကဘာထပ်ပြောရစဉ်တကားကျွဲဥလာဘူးတို့တဲ့ခင်ဗျားတို့ဒုက္ခတွေရောက်နေကြတယ်ဆိုတာဘာကြောင့်လဲဆိုရင်ကိုကြိုက်တာကိုမလုပ်ပဲကိုမကြိုက်တာကိုလုပ်နေကြလို့တဲ့ကိုကြိုက်တာကိုမကြိုက်တာကိုလုပ်နေကြလို့တဲ့ကိုကြိုက်တာကိုမလုပ်ပဲကိုမကြိုက်တာကိုလုပ်နေကြလို့တဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ဆွေတော်မျိုးတော်များကိုကြိုက်တာကြကိုမလုပ်ဘူးကိုမကြိုက်တာကြကိုလုပ်တယ်နော်သူကိုကဘာကိုကြိုက်တာကိုမလို့ပဲကိုမကြိုက်တာကိုလို့တာလေဦးဇင်းတို့ဆွေတော်မျိုးတော်များမေးကြည့်မယ်လေကိုယ့်အသက်ကိုသူများတက်ရင်ကြိုက်သလားမကြိုက်ဘူးကိုယ့်အသက်ကိုကြတော့သူများတက်ရင်မကြိုက်ဘူးသူများအသက်ကိုကြကိုတက်တယ်အဲ့ဒါကိုကြိုက်တာလောက်တာလားကိုမကြိုက်တာလောက်နေလားအေးလေကိုကြတော့သူများတက်တာမကြိုက်ဘူးကိုကကြသူများအသက်ကိုတက်ဖို့ကြိုးစားတယ်ဒါကိုကြိုက်တာလောက်တာလားကိုမကြိုက်တာလောက်တာလားအဲ့ဒါကြောင့်မလို့တခြားရောက်နေလားဒုက္ခတွေရောက်နေကြကိုကသူများပစ္စည်းဥစ္စာကိုဆိုတော့မျိုးတယ်မယ်ကိုပစ္စည်းဥစ္စာကိုကြတော့သူများခိုးတာမကြိုက်ဘူးသူများပစ္စည်းဥစ္စာကိုတော့ဘာဖြစ်တော့အဲ့ဒါကိုကြိုက်တာလောက်တာလားကိုမကြိုက်တာလောက်တာလားဒါကြောင့်မလို့ဆရာတော်ဘုရားကြီးကပြောတာကိုကြိုက်တာမလို့ပဲကိုမကြိုက်တာကိုလိုက်လုံနေလို့ဒုက္ခရောက်နေတာတဲ့နော်ကဲဆိုတော့မျိုးတော်များမေးကြည့်ပါမယ်ဦးဇင်းတို့အမိတွေမတွေမေးကြည့်ပါဦးမယ်သူများကိုအတင်းပြောတာကြိုက်လားကိုကကြတော့အဲ့ဒါကိုကြိုက်တာကြကိုမလုပ်ဘူးလေကိုအကြောင်းကြသူများမကောင်းတာပြောမကြိုက်ဘူးဗျာကိုကကြတော့ဟဲ့နေပါဦးလက်ဖက်တုံနဲ့အဲ့ခံတယ်မလေးညီမို့ပြောတာဒါနောက်ဆုံးအိမ်ဖြစ်သွားပြီနော်ဆိုတော့မျိုးအဲ့ကြောင့်ဒုက္ခရောက်နေတာဦးဇင်းတို့ကနော်ဆိုတော့မျိုးတော့များဟုတ်လားအေးလေကိုကြိုက်တာကိုမလုပ်ဘူးအော်ကိုကကြတော့သူများကိုအကြောင်းမကောင်းတာမပြောရင်မကြိုက်ဘူးသူများကိုအတင်းပြောတာမကြိုက်ဘူးကိုလည်းမပြောနဲ့လေအဲ့လိုမဟုတ်ဘူးကိုမကြိုက်တာကြတော့လိုက်လုံနေတာဆိုတော့မျိုးတော်များเนาะဒါကြောင့်မလို့ကိုကြိုက်တာကိုမလုပ်ဘူးကိုမကြိုက်တာကြတော့သူများကိုလိုက်လုံတာပြောချင်တာเนาะကိုကြိုက်တာကိုမလုပ်ဘူးကိုမကြိုက်တာကိုလုပ်တယ်ဆိုတာကဆိုတော့မျိုးတော်များနားရှုပ်မသွားနဲ့เนาะစကားနှလုံးနဲ့ရှုပ်နေတာကိုကြိုက်တာကြတော့ကိုမကြိုက်တာကြတော့ကိုလုပ်တယ်ဒါကိုပြောချင်တာကိုမကြိုက်တာကိုလုပ်တယ်ဆိုကိုလုံနေတာမဟုတ်ဘူးကိုမကြိုက်တာကိုသူများကိုလိုက်လုံနေတာနော်အဲ့ဒါကြောင့်မလို့တခြားရောက်နေရလားဒုက္ခရောက်နေရလားဒါကြောင့်မလို့ဆိုတော့မြတ်ကိုကြိုက်တာကိုလုပ်ဖို့လိုတယ်ဦးဇင်းတို့ကကိုကြိုက်တာကြကိုမလုပ်ဘူးအဲ့ကြောင့်မလို့တခြားရောက်နေရလားဒုက္ခရောက်နေဒုက္ခရောက်နေတာဆိုတော့မြို့တော်များနော်ဒါသိကိုအရေးကြီးတယ်ဒါကြောင့်မလို့ဆရာတော်ဘုရားကြီးကဆိုတော့မြို့တော်များဒုက္ခဘယ်နှမျိုးဟောသွားတယ်ဘယ်နှမျိုးပြောကြည့်လေသာရုပါမှတ်မိတယ်နော်ဥစ္စာမှာယင်ဓမ္မမနဲ့လေ
ဒုက္ခဒုက္ခသင်္ခါဝိပရိနာမဒုက္ခသင်္ခါရဒုက္ခမနေ့ကဒုက္ခဒုက္ခနဲ့ဝိပရိနာမဒုက္ခကိုတော်တော်များများပြောပြီးသွားပြီနောက်ဆုံးပြောကြံခဲ့တာသင်္ခါရဒုက္ခဘာဒုက္ခသင်္ခါရဒုက္ခဆိုတာဖြစ်ဒုက္ခနဲ့ပြတ်ဒုက္ခပြောကြည့်နောက်တနေ့ပြောမှာဆိုအဲ့ဒီသင်္ခါရဆိုတာဘာကိုပြောတာလဲဆိုဆွေတော်မျိုးတော်များသူများပြုတ်ပြင်လို့ပေါ်လာတတ်လို့သင်္ခါရလို့ခေါ်တာသူများပြုတ်ပြင်လို့ပေါ်လာတတ်လို့သူများပြုတ်ပြင်လို့ပေါ်လာတတ်တဲ့တရားမလို့တခြားလားသင်္ခါရလားဘယ်လို့သူများပြုတ်ပြင်လို့ပေါ်လာတတ်လို့သင်္ခါရလို့ခေါ်တာလဲဘယ်လို့သူများကပြုတ်ပြင်ပေးတာလဲဦးဇင်းတို့ဆွေတော်မျိုးတော်များဦးဇင်းတို့ခန္ဓာကိုယ်မှာကဲပြောနေကြတော့ငါသူတော်ဘာယောက်ျားမိန်းမပြောနေပြီမဲ့လို့အကျဉ်းချုပ်လိုက်တော့တခြားလားယုံနဲ့နံလားကောင်းပြီယုံနဲ့နံလို့ပြောတဲ့အခါမှာရုပ်ဖြစ်ကြောင်းတရားက၄ပါးရုပ်ဖြစ်ကြောင်းတရားက၄ပါးအဲ့ဒီရုပ်ဖြစ်ကြောင်းတရား၄ပါးဘာလဲပြောကြည့်အဲ့ဒီအဲ့မှာကံရဲ့စိတ်ရဲ့ဥဒုရဲ့အာဟာရကံကြောင့်မလို့လေဦးဇင်းတို့ယုတ်တိဖြစ်လာကြတယ်အတိတ်ကကံလည်းပါမယ်ပြစ္ဆုတ်ပံကံတွေလည်းပါမယ်ပေါ့နော်ဆိုရမယ်ဒါကြောင့်မလို့ယုတ်တိဖြစ်လာကြတယ်ဟောစိတ်မိမိစိတ်ကြောင့်ပဲစိတ်ကြောင့်မလို့လေယုံမဖြစ်ဘူးလားဖြစ်တယ်လေစိတ်ကြည်ကြည်သာသာဖြစ်နေခြင်းမှာစိတ်တွေကဟိုဘယ်လိုပြောမလဲလန်းဆန်းနေခြင်းမှာယုတ်တွေပါမကြည်လင်ဘူးလားကျင်လျင်တာပေါ့စိတ်ကမကြည်တော့ဘူးဆိုရင်ယုတ်တွေပါဒါပဲစိတ်နဲ့ယုတ်ဆိုတာအညံ့မယ်အကျေးဇူးပြုတ်နေရလေကံစိတ်ဥရုဦးဇင်းတို့ယုတ်တွေဖြစ်လာကြတယ်ဂျာဒီဥရုလေးအစဉ်ပြေနေတဲ့ခါကျတော့လူကဟောချမ်းချမ်းသာသာအဲအကုန်လေးနဲ့နေရတယ်ဆိုတော့အေးတယ်တဲ့အစဉ်မပြေဘူးလားတရားထိုင်တာအေးစစ်စစ်ပဲမိတွေကပြတ်သွားတယ်ဂျာဒီဥရုကလည်းပူတယ်ချွေးတွေကပြိုက်ကြလာပြီဆိုတဲ့ခါကျတော့အဲ့ဒီမှာဥရုကြောင့်မလို့လေဒီခန္ဓာကိုယ်ကမဖောက်ပြန်ဘူးလားဖောက်ပြန်သွားတာပဲချမ်းချမ်းသာသာတရားထိုင်တာအစင်မပြေတော့ဘူးလေချွေးတွေကတလုံးလုံးနဲ့စိကက်တွေဖြစ်လာကြတဲ့ခါကျတော့အစင်မပြေတော့ဒါမျိုးဖြစ်သွားတယ်အဲ့ဒါပြီးတော့နောက်တစ်ခါအာဟာရနော်ဆိုတော့မြို့တော်များအာဟာရတွေအလူခံဖုံးပေးသုံးဆောင်ရရတာမျှမှမျှတကြပါရဲ့လားမျှတမမျှတတော့ဒီမျက်နှာတွေကြီးအများအားလန်းဆန်းနေရမယ်နော်ဟုတ်တယ်မလားဆိုတော့မြို့တော်များနော်နှုတ်ကောက်ဆက်ဆိုလဲလိုက်ပွဲကြက်တုံတွေလည်းလိုက်မနိုင်ဟုတ်လားအချင်းတွေလည်းညှစ်လိုက်တာဟုတ်လားအဲ့ဒါမျိုးပေါ့ပြောချင်တာကအာဟာရကလည်းအရင်မကြည့်ဘူးလားအာဟာရမမျှတတော့ဘူးဆိုလဲဆိုတော့မြို့တော်တရားလို့တော့တာအစဉ်ပြေပါမလားအာဟာရတပ္ပယဖြစ်ဖို့ကလည်းလိုအပ်တယ်လို့ဒါကိုပြောကြနော်ဒါကြောင့်မလို့အဲ့ဒီတရား၄ပါးကဦးဇင်းတို့ကိုမှပြုတ်ပြင်ပေးထားတော့ဦးဇင်းတို့ဆိုတော့မယ်ရုပ်ဆိုတာမဖြစ်မလားဘူးလားဖြစ်လာတယ်ဒါကြောင့်မလို့သူများပြုတ်ပြင်တယ်ဆိုတာအဲ့ဒီကံစိတ်ဥရုအာရဆိုတဲ့အကြောင်းတရား၄ပါးကပြုတ်ပြင်ပေးလိုက်လို့တခြားပေါ်လာလားရုပ်တွေဖြစ်လာဒါကြောင့်မလို့သင်္ခါရဆိုတာဘာဖြစ်တဲ့တရားသူများပြုတ်ပြင်လို့ပေါ်လာတတ်တဲ့တရားဘာတရားဟောသူများပြုတ်ပြင်ပေးတယ်ကံရဲ့စိတ်ရဲ့ဥရုရဲ့အာရဆိုတဲ့အကြောင်းတရား၄ပါးကဘာဖြစ်ပေးနေတာပြုတ်ပြင်ပေးတယ်လို့ဘာတွေဖြစ်လာတာရုပ်တွေဖြစ်လာတာဘာတွေဖြစ်လာတာဟောရုပ်တွေဖြစ်လာတာဒါကတနည်းပြောတဲ့ခါကျအကြောင်းတရားခက်ဝေးဝေးအကြောင်းတရားလို့ပြောလို့ရတယ်နောက်တနည်းပြောကြမယ်အဲ့ဒီရုပ်ဖြစ်ကြောင်းတရား၄ပါးပြီးတယ်မှာပထဝီအဲ့ဒီအကြောင်းတရား၄ပါးကြောင့်လည်းဦးဇင်းတို့ရုပ်တွေဖြစ်နေတာပဲနော်ဆိုတော့ဖောက်ပြန်မှုတွေဖြစ်လာကြတယ်ဟောပထဝီဆိုတာဆိုရမယ်တခြားလားမာမှုပြောမှုလားတရားထိုင်တာနည်းနည်းကြာလာပြီအောက်ကကျမ်းမြင်ကအမာနဲ့ဒီခန္ဓာကိုယ်ကထိပါများလာတဲ့ခါကျတော့စထိုင်စားတော့တက်တော့အဆင်ပြေနေသေးတယ်လေဖြည်းဖြည်းချင်းအချိန်ကကြာလာတော့တွေးလျက်တိတ်ပြီးတော့ရှောက်မှုကအားနေလာတဲ့ခါကျတော့ခန္ဓာကိုယ်မှာဆိုတော့မျိုးတော်များတောင့်တင်းမှုသဘောဆိုတာမဖြစ်ဘူးလားအဲ့ဒါဘာဓာတ်ရဲ့သဘောအဲ့ဒါပထဝီဓာတ်ကဖောက်ပြန်ပြနေတာနော်ဟောအဲ့ဒါကကြည့်တော့ပထဝီတင်မဟုတ်သေးဘူးဆိုတော့မျိုးတော်များဟောတေဇောနော်ပူလာတယ်အေးလာတယ်မဖြစ်ဘူးလားဖြစ်လာတာလေသွေးလျာပုံမှန်လို့ရှောက်ခွင့်မရှိတော့ဘာဖြစ်လဲအောက်မှာတေဇောပူလာတယ်တခါလေကြတော့လေဟာပူလိုက်တာတရားထိုင်ရတာဒီပါထိတွေ့ပါများလာတဲ့ခါကြတော့ဆိုရင်တွေးချင်းပူလာတာပို့ပြီးတော့ဟောရက်လာတဲ့ခါမှလည်းမထင်ရှားဘူးလားကျမ်းမြင်တဲ့ဒီမှာခြိပေါ်နဲ့ထိပါများလာတဲ့ခါတော့ရှိန်နေမပူဘူးလားပူလာတယ်ဆိုတော့မြို့တော်များဒါဆိုတေဇောရဲ့သဘောဘာသဘောအဲ့ဒီတခါလေကျတော့စရက်စတော့ကတော့ဆိုတော့များအေးလူပဲအဲ့ဒီဆိုတော့မြို့တော်များဦးဇင်းတို့ကတေဇောလို့ပြောတာအပူတင်ပြောလို့မရဘူးတီသ
တေဇောအုံနတေဇောဆိုတဲ့အေးကလည်းအဲ့ဒါတေဇောပဲအေးကလည်းအဲ့ဒီမှာပဲယာဒီဥရုကြောင့်မလို့ဆိုရင်အဲ့မှာပူမှုအင်းမှုကြောင့်မို့လဲဒီဖောက်ပြန်မှုဆိုတာမပေါ်ဘူးလားပေါ်တာပဲဟောပထဝီတေဇောအာဘောဟောအာဘောဆိုတာတခြားလားယိုစီးတာမိပြတ်သွားပြီအဲ့ဒါဘာတတ်သဘောလဲအာဘောဆိုတော့မြို့တော်များနော်ယိုစီးလာပြီလေချွေးတွေကထွက်လာပြီစီကက်တွေဖြစ်လာပြီဒါအာဘောရဲ့သဘောပဲဘာရဲ့သဘောဟောယိုစီးဖွဲ့စည်းတဲ့သဘောပဲဆိုတော့မြို့တော်များနော်ဟောယာဒီဥရုလေးအစဉ်ပြေတော့တစ်မျိုးမပြေတော့တစ်မျိုးဒါဖွဲ့စည်းသွားတဲ့သဘောနော်ဆိုတော့အဲ့ဒီကနေတဆင်သွားဘာကြံလဲဝါယောဘာလဲဝါယောထောက်ကံပေးထားတယ်လေဦးဇင်းတို့ထိုင်နိုင်နေအောင်သွားနိုင်နေအောင်ရက်နိုင်နေအောင်ဘယ်သူကထောက်ကံပေးတာလေပေါ့ဆိုတော့မြို့တော်များနားလည်းပဲလေပဲနော်အဲ့ဒီလေကနေပြီးတော့မှဦးဇင်းတို့ထောက်ကံပေးထားတယ်လေမရှိဘဲနဲ့ရှင်သန်လို့ရမလားမရဘူးတည်သွားမှာပေါ့ဆိုတော့မြို့တော်များနော်ဒါကြောင့်မလို့လေကလည်းဆိုတော့မြို့မလိုအပ်ဘူးလားလိုအပ်တာပဲဆိုတော့မြို့တော်များနော်ဟောဒါဘာဖြစ်လဲဆိုတော့ဦးဇင်းတို့ခန္ဓာကိုယ်တောင်မှကြည့်လိုက်လေဒီမှာကြည့်လိုက်ခုနပဲလေရဲ့ဝါခုနပြောလေရဲ့သဘောကဘယ်လောက်ထောက်ကံလာတယ်ဆိုရင်တရားနည်းနည်းလေးကြာလာတဲ့ခါကျတော့ဆိုရင်ဒီခန္ဓာကိုယ်ကြီးကလေတဖြည်းဖြည်းနဲ့ပုံမှန်တော့ဒီတိုင်းနေတာပဲသို့တော်ညာလည်းပဲဘေးကလေတွေကတွန်းကံမှာများလာတော့ဟိုနားလေအောင်ပြောရင်ဟိုလေထိုးအပ်နဲ့ဘောလုံးတစ်လုံးကိုလေထိုးလိုက်တယ်လို့ပဲလေဖြည်းဖြည်းချင်းနဲ့လေများလာဘာဖြစ်လာအောင်တောင့်တင်းလာတာမျိုးမရှိဘူးလားဖြစ်မှာဖြစ်ဘူးကြရဲ့လားဦးစင်းကစိတ်ကူးညံ့ဆန်းဆန်းနေများပြောနေလားမသိမဟုတ်ဘူးဆိုတော့မြို့တော်များဒါခန္ဓာဓာတ်ရိုက်ဟောတဲ့တရားတွေပဲဒါကြောင့်မလို့ဆိုတော့မြို့တော်များဟိုတနေ့ကျိုးတော်ချင်းအောင်ဆန်းဆရာတော်ဘုရားကြီးဟောသွားတယ်ကာလာမတုတ်ပြောတဲ့စကားနဲ့ပြောကြမယ်ဆိုရင်ဘယ်သူပြောတာမှမယုံနဲ့ခန္ဓာပြောတာယုံလိုက်ဒီခန္ဓာကဒီသဘောတရားတွေမပြဘူးလားပြနေပြီကိုယ်တိုင်လက်တွေ့ပဲဦးစင်းပြောတာလည်းမယုံနဲ့ဆိုတော့မြို့တော်များနော်ပြောပြီးလေမြတ်စွာဘုရားကချစ်သားတို့ငါဘယံဟောတာတောင်မယုံနဲ့ဆိုကြံတဲ့ပုဂ္ဂိုလ်ပြောတဲ့စကားပြောမနေနဲ့တော့ထူးပြောစရာတော့မရှိတော့ဘသူပြောတာယုံခန္ဓာကတရားဟောနေပြီဆိုတော့မြို့တော်အဲ့ဒါကိုသာကောင်းကောင်းကြီးယုံလိုက်နော်ဆိုတော့မြို့တော်များဒီမှာပြလာပြီလေဟိုနေရာကနားထုံခြင်းကြိုက်ခဲ့ပူအေးညောင်းညာတောင်းတင်းသဘောတရားတွေပြနေတယ်အဲ့မှာဓာတ်ကြီး၄ပါးကတော့တစ်ခုနဲ့တစ်ခုညီမျှမှုမရှိတော့ဘူးပထဝီကလည်းပထဝီသဘောရမာမယ်ဟောပျော့လာမယ်တောင်းမှုတင်းမှုဟောအာဘောကလည်းခုနပြောတယ်ယိုစီးလာမယ်ဖွဲစည်းလာမယ်တေဇောကလည်းပူလာမယ်အေးလာမယ်ဟောဝါယောကလည်းတွန်းကန်လာမယ်လှုပ်ရှားလာမယ်ဟောအဲ့ဒီမှာသဘောတရားတွေကတစ်ခုနဲ့တစ်ခုဖောက်ပြန်မှုတွေဖြစ်လာပြီဆိုတော့ခန္ဓာကိုယ်မှာနားထုံခြင်းကြိုက်ခဲပူအေးညောင်းညာတောင်းတင်းအဲ့သဘောတရားတွေမပေါ်ဘူးလားပေါ်သလားကဲအဲ့ဒါဆိုတော့မြို့တော်များအဲ့ခုနပြောခဲ့တဲ့ဓာတ်ကြီး၄ပါးကကဲဆိုတော့မြို့တော်များငါဟုတ်သလားမဟုတ်ဘူးဆိုတော့မြို့အဲ့ဒီခုနပြောခဲ့တဲ့သူများပြုပြင်လို့ပေါ်လာတတ်တဲ့တရားဘာတရားအဲ့ဒီဓာတ်ကြီး၄ပါးကပြုပြင်ပေးလိုက်လို့ဦးဇင်းတို့မှာပေါက်ပြန်မှုတွေနားထုံခြင်းကြိုက်ခဲသဘောတရားတွေမပေါ်ဘူးလားအဲ့ဒါကြောင့်လို့သူများပြုပြင်လို့ပေါ်လာလို့တခြားတရားလားသင်္ခါရလားဟောရုပ်ဖြစ်ကြောင်းတရား၄ပါးကြောင့်ဦးဇင်းတို့ဒီမှာပေါက်ပြန်မှုတွေပေါ်လာတာနောက်တနည်းပြောတော့တခြားလားနာမ်လားဟောနာမ်ဖြစ်ကြောင်းတရားက2ပါးနာမ်ဖြစ်ကြောင်းကအာယုန်နဲ့ဓာရပြောကြည့်အာယုန်နဲ့ဓာရလို့ပြောတဲ့အခါမှာရှည်ရှည်ဝေးပြောရင်ဆိုတော့မျိုးတယ်နားအောင်သွားလိမ့်မယ်ဒီထဲမှာကြည့်တဲ့အခါမှာဓာတ်18ပါးကိုယင်ကြည့်လိုက်နော်အဲ့မှာဓာတ်18ပါးတွေ့လားအခန္ဓာဘယ်နှပါးအတိုက်တဲ့ဘယ်နှပါးအပွင့်တဲ့ဘယ်နှပါး6ပါးဒါဟုပဲဆိုတော့မျိုးတော်များအာယုန်နဲ့ဓာရတိုက်ပုံကိုရှင်းပြရင်ပို့ပြီးတော့နားလည်လွယ်တယ်အဲ့ဒီမှာအာယုန်နဲ့ဓာရအာယုန်ဆိုတာဘာလဲဆိုရင်တော့ဆိုတော့မျိုးတော်များအာယုန်၅ပါးကာမဂုဏ်တရားဆိုတာဆိုတော့မျိုးတော်များကြားဘူးပြီးသားအဲ့ဒါကအာယုန်ဆိုတာဘာပြောလဲဆိုရင်အဲ့ဒါအတိုက်တက်ကိုပြောတာဘာပြောတာလဲအစင်းတန်တန်ရတာတွေးထိစရာကြံတွေးစရာအဲ့ဒါတွေကတခြားတရားလားဆိုတော့မျိုးတော်များဘာလဲအတိုက်တက်ဗါတဲ့အတိုက်တက်နောက်တနေ့ပြောရင်ဆိုတော့ခုနပြောခဲ့တဲ့နာမ်ပြေချောင်းတရား2ပါးနဲ့ပြောမယ်ဆိုရင်အာယုန်လို့ပြောတာဘာကိုပြောတာလဲအာယုန်ပဲဆိုတော့မျိုးတော်များနော်အဲ့ဒီမှာအာယုန်နဲ့ဓာရတိုက်တယ်ဓာရဆိုတာဆိုတော့မျိုးတော်များနားလည်အောင်ပြောရင်တော့ဦးဇင်းတို့ဘာသာပြန်လိုက်မယ်ဆိုရင်တကားပေါက်လို့ခေါ်တာပေါ့နော်ဓာရဆိုတာတကားအဲ့ဒီမှာဓာရဆိုတာဘာကိုပြောတာလဲဆိုတော့မျိုးတော်များအဲ့ဒီမှာအခန္ဓာကိုပြောတာဘာကိုပြောတာလဲဩဦးဇင်းတို့ပြောနေသက္ခုဓာရတို့သောတာဓာရတို့ဂါနဓာရတို့ဇိန်ဝါဓာရတို့ကာယဓာရတို့နော်ဒါမျိုးတွေဆိုတော့မျိုးတော်များကြားဘူးကြမှာပါနော်အဲ့ဒီမှာအဲ့ဒီဓာရဆိုတာခုနပြောတဲ့မျက်စိအကြည်တို့နားအကြည်တို့ဒါတွေကိုပြောတာပဲနော်
အဲ့ဒီမှာအာယုံနဲ့ဓွာရနှစ်ခုတိုက်ဆုံတယ်လို့အဲ့မှာဆွေတော်မျိုးတော်များတခြားဖြစ်တာလားနာမ်ဖြစ်တာလားအာယုံဆိုတဲ့ခုနပြောခဲ့တဲ့အစင်းဆိုတဲ့အာယုံမျက်စိဆိုတဲ့တကားပေါက်ကိုပဲဥမာပေးကြစို့မျက်စိဆိုတဲ့တကားပေါက်ကိုဦးဇင်းတို့အစင်းကဘာလာဖြစ်တာတိုက်တာဘာဖြစ်တာလဲဒီမှာလေခံပေးထားတယ်အာယုံဆိုတဲ့အစင်းကိုခံပေးထားတယ်ဒီမှာကျတယ်လာတိုက်တယ်ဓွာရကိုသွားပြီးတော့ဘာဖြစ်တာတိုက်တာဘာဖြစ်တယ်တိုက်တော့ဘာစိတ်ပေါ်သွားမြင်စိတ်ဒီတခြားတရားလားနံတရားလားဟောဒီမှာကြည့်နံဖြစ်ကြောင်းတရားနံဖြစ်ကြောင်းတရားအဲ့ဒီခုနဆိုတော့မြန်အစင်းနဲ့အစင်းရသည်ငါလားမျက်စိရဲ့ကြည့်ရရောငါလားတခြားလားသူများပြုပြင်လာအဲ့ဒီမှာခုနပြောတယ်အာယုံနဲ့ဓွာရရဲ့တိုက်ဆိုင်မှုဆိုတဲ့အကြောင်းတရားကြောင့်တခြားဖြစ်တာလားနံဖြစ်တာဟောအဲ့ဒီမှာအာယုံနဲ့ဓွာရဆိုတဲ့ခုနပြောကြတယ်သူများပြုပြင်လို့ပေါ်လာတဲ့တခြားတရားလားသင်္ခါရလားဒါကိုပြောချင်တာသင်္ခါရဆိုတော့သူများပြုပြင်ပြီးပေါ်လာတာဟောခုနပြောတဲ့နံကလည်းသူများပြုပြင်ပေးလို့ပေါ်လာတယ်ဆိုတော့မျိုးတော်များခုနပြောတဲ့ယုတ်ကလည်းဘသူပြုပြင်တာဟောသူများပြုပြင်လို့ပေါ်လာတဲ့တရားကိုတခြားတရားလားသင်္ခါရလားဦးဇင်းတို့ဝိပဿနာရှုတဲ့အခါမှာဘာဒုက္ခကိုမြင်အောင်ကြည့်သင်္ခါရဒုက္ခကိုမြင်အောင်ကြည့်ရမှာဆွေတော်မျိုးတော်များဒါဟုတ်တော့နာနာကြည့်ရင်မောဂုတ်ဆရာတော်ဘုရားကြီးကဘာထပ်ပြတယ်စေကုချိန်ရတဲ့ဒုက္ခနဲ့စေကုချိန်မရတဲ့ဒုက္ခပြောကြည့်ခုနပြောခဲ့တဲ့သင်္ခါရဒုက္ခဝိပရိနာမဒုက္ခခေါင်းကိုက်တယ်ဗျာစေတော့ပြောက်ခါနာတယ်ဗျာစေလိန်ပြောက်ဒါဆိုတော့မျိုးတယ်စေကုလို့မရဘူးလားစေကုချိန်မရှိဘူးလားရှိတယ်ဆိုတော့မျိုးတယ်ဒီမှာကြည့်လိုက်သင်္ခါရဒုက္ခခန္ဓာထဲမှာရှိတဲ့ယုံနာဓမ္မသင်္ခါရဖြစ်ချင်းပြည့်ချင်းကိုစေကုလို့ရလားစေကုချိန်လည်းရှိလားမရှိဘူးဒီဒုက္ခကိုမြင်အောင်ကြည့်ရမှာနော်ဒါဘယ်နဲ့ကျတဲ့ဘုဂုတ်ဆိုပြတဲ့စေကုချိန်မရတဲ့ဒုက္ခဘာဒုက္ခစေကုလို့မရတဲ့ဒုက္ခဘာဒုက္ခဒီသင်္ခါရသဘောတရားကိုကျွန်တော်စေကုလို့လည်းမရဘူးစေကုချိန်လည်းမရဘူးဆိုတော့ကိုကကုမယ်ကဲဥမာဆိုကဲစိတ်ကူးနဲ့မှန်းပြီးကုကြည့်ကြကုမယ်တဲ့လောကကြီးတယ်ခုနကပြောတဲ့စစ်ကနေနာတယ်ကိုကြည့်ကကြည့်တယ်မရှိတော့ဘူးဆိုတော့မျိုးတော်များတောက်ပြောတယ်ဖြစ်ပြီးတော့ပြန့်သွားတော့စေကုချိန်တောင်မရလိုက်ဘူးခေါင်းကိုက်တာကျတော့ခါနာရာတို့ကျတော့ခါနာရာကျတော့ဆိုတော့မျိုးတော်များဆေးလိမ့်တော့မရဘူးလားကုသချိန်ရှိတယ်လေအော်ဒီနာလေးကနာတယ်စစ်ကနေနာတယ်ဟေးဆေးလိမ့်ပေးစမ်းပါဒါမျိုးကုသချိန်ရှိတယ်ဦးဇင်းတို့ကောင်းကောင်းကြီးမြင်ရမှာကဘယ်ဒုက္ခကိုမြင်ရမှာသင်္ခါရဒုက္ခကိုမြင်အောင်ရှုကြရမှာဆိုတော့မျိုးတော်များနော်သင်္ခါရဖြစ်ရက်ကိုကောင်းကောင်းကြီးမြင်သွားပြီဆိုတော့မျိုးတော်များဝိပဿနာဉာဏ်မရောက်ဘူးလားရောက်မှာလားရောက်ပြီဆိုတော့မျိုးတော်အဲ့သင်္ခါရဒုက္ခကိုကောင်းကောင်းရှုနိုင်အောင်ကြိုးစားနော်ဆိုတော့သင်္ခါရဒုက္ခကိုကြည်ကြရှုကြကောင်းကောင်းရှုနိုင်အောင်ကြိုးစားဆိုတော့ဦးဇင်းတို့ဆိုတော့မျိုးတော်များအရှုခံတရားခန္ဓာဘဏ္ဍပါလို့ပြောခဲ့တယ်ခန္ဓာဘဏ္ဍပါအဲ့ဒီခန္ဓာ၅ပါးမှာဥစ္စာပရမကြီးမဆိုရင်ဘာခန္ဓာကိုတွေ့ရမှာဘာခန္ဓာဩရူပခန္ဓာရူပခန္ဓာဆိုတာဘာသဘောရှိတယ်ဖောက်ပြန်မှုသဘောရှိတယ်ဘာသဘောရှိတယ်အဲ့ဒီမှာဖောက်ပြန်မှုသဘောတရားဆိုတာဆိုတော့မျိုးတော်များနားလည်မယ်ရူပခန္ဓာဆိုတာရူပဆိုတဲ့တပုတ်ရယ်ခန္ဓာဆိုတဲ့ပုတ်ရယ်နှစ်ပုတ်ကိုပေါင်းထားတာနော်အဲ့ဒီမှာရူပဆိုတာဘာပဲလဲရုပ်ပတိတိရူပံဆိုတဲ့အတိုင်းပဲရုပ်ဆိုတာဘာသဘောရှိတယ်ဆိုရင်ဖောက်ပြန်တဲ့သဘောရှိတယ်ဘာသဘောရှိတယ်ဟောပေါက်ပြန်တဲ့သဘောရှိတယ်အဲ့ဒီပေါက်ပြန်တယ်ဆိုတာဘာပြောချင်တာလဲဆိုတရားထိုင်စားကမနာဘူးနောက်တော့နာလာတယ်ဘာဖြစ်တာလဲပေါက်ပြန်တယ်ဘာဖြစ်တယ်တရားထိုင်စားကမကျင်ဘူးနောက်တော့ကျင်လာတယ်အဲ့ဒါဘာဖြစ်တာလဲတရားထိုင်စားကမပူဘူးနောက်တော့ပူလာတယ်အဲ့ဒါဘာဖြစ်တာလဲဟောဖောက်ပြန်တယ်နော်ဆိုတော့မျိုးတော်များအဲ့ဒါကိုပဲဖောက်ပြန်တယ်ဆိုတာဒါကိုပြောချင်တာဟောဖောက်ပြန်တယ်လို့စကလုံးတန်းပြောလိုက်ရင်သဘောမပေါက်မှာဆိုလို့နော်ဟောတရားထိုင်တာကမနာဘူးနောက်တော့ဖြည်းဖြည်းချင်းနာလာတယ်ဆိုတာတခြားဘာဖြစ်တာလားဖောက်ပြန်ပြဒါဘယ်နန္ဒကျေးဇူးမောဂုတ်ဆရာတော်ဘုရားကြီးကဘာထပ်ပြောတယ်လဲဆိုရင်ခင်ဗျားတို့ဗျာတဲ့ဖောက်ပြန်တယ်ဆိုတာဘာပြောတာလဲဆိုရင်ねပင်ကိုသဘောမှပြောင်းလဲသွားတာတဲ့ဟောဘာသဘောပင်ကိုသဘောတဘာဝတော့ဦးဇင်းတို့ထိုင်နေစမှာတော့ကနားထုံခြင်းကြိုက်ခဲဆိုတဲ့သဘောတရားပေါ်သလားမပေါ်သေးဘူးเนาะဆိုတော့အဲ့ဒါနဲ့15မိနစ်တန်နေရှိမယ်မိနစ်20နာရီဝက်အစရှိသေးပြင်ဖြစ်လာမယ်အဲ့ဒီပင်ကိုတဘာဝကနေဘာဖြစ်သွားတာပြောင်းလဲသွားတာဘာဖြစ်သွားတာ
ဟောပြောင်းလဲသွားတဲ့ခါကျတော့နားတယ်ထုံတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ဆိုတဲ့သဘောတရားမပေါ်ဘူးလားအဲ့ဒါကိုလည်းတခြားလားဖောက်ပြန်တယ်လို့ပြောတာဩပင်ကိုသဘောကပြောင်းလဲသွားတယ်ဟောဒါဟုတ်ပဲနာနာရွတ်ချင်မိုးကုတ်ဆရာတော်ဘုရားကြီးကဘာပြောတယ်လဲဆိုတော့ထက်ပြီးတော့ရှေ့သဘောနဲ့နောက်သဘောမတူတာဟောဘာသဘောရှေ့သဘောနဲ့နောက်သဘောတူသလားမတူဘူးဆိုရင်တရားထိုင်ကြတော့ကမနာဘူးနောက်တော့နာလာတယ်ဆိုတော့ရှေ့သဘောနဲ့နောက်သဘောတူလို့လားမတူလို့လားမတူဘူးဆိုတော့ဒါကိုပဲအဲ့ဒါကိုပဲချုပ်လိုက်တော့ဖောက်ပြန်တယ်လို့ပြောခဲ့တာပဲเนาะဦးဇင်းတို့မှာလိုက်မှတ်မယ်ဆိုရင်အများကြီးပဲလေနာတာကတစ်မျိုးထုံတာတစ်မျိုးကျင်တာတစ်မျိုးကြိုက်တာတစ်မျိုးခဲတာတစ်မျိုးနာထုံကျင်ကြိုက်ခဲပူအေးညောင်းညာတောင့်တင်းဘယ်နှပါလဲဒါမျိုးကိုမလိုက်မှတ်မယ်ဆိုဦးဇင်းတို့မှာအာယုံတိတ်များသွားမှာဆိုလို့เนาะအာယုံကိုကျင်းခိုင်းတာဘာဖြစ်ခိုင်းတာအာယုံကိုကျင်းခိုင်းတဲ့ခါကျတော့နာတာလဲဖောက်ပြန်တယ်အောင့်တာလဲကျင်တာလဲတောင့်တာလဲတင်းတာလဲဩဘယ်ဓမ္မလာတလုံးနဲ့ပဲဘာလဲဩဖောက်ပြန်တယ်လို့သိလိုက်တာဒါပဲဆိုတော့မျိုးတော်များနော်အဲ့ဒါကိုရူပလို့ပြောတာခန္ဓာတဲ့ခန္ဓာဆိုတာအပေါင်းစုကိုပြောတာဘာကိုပြောတာလဲအပေါင်းစုဆိုတာအဲ့ဒီမှာကြည့်လိုက်ဦးဇင်းတို့ဖောက်ပြန်မှုသဘောတရားအစုလို့ရေးထားတယ်အစုဆိုတဲ့စကားလုံးကိုဦးဇင်းပြောနေတာနော်အပေါင်းစုဘာတွေပေါင်းစုထားတာလဲဖောက်ပြန်မှုတွေပေါင်းစုထားတယ်ဘာဖြစ်တယ်နာမှုသဘောတွေပေါင်းစုထားမယ်ထုံမှုသဘောတွေပေါင်းစုထားမယ်ကျင်မှုသဘောတွေအောက်မှုသဘောတွေပေါင်းစုထားတာစုပြုံထားတာပေါ့နော်အဲ့မှာနားတဲ့သဘောဆိုတာလဲဆိုတော့မြို့တော်များရဲ့တခါတည်းနာတာဟုတ်သလားမဟုတ်ဘူးခဏခဏပဲနာလိုက်ထုံလိုက်ကျင်လိုက်ကြိုက်လိုက်ခဲလိုက်ဒီသဘောတရားတွေပြနေအဲ့ဒါတွေဖောက်ပြန်မှုတွေပေါင်းစုထားတာကိုအပေါင်းအစုပြောကြည့်ဟောဖောက်ပြန်မှုတွေပေါင်းစုထားတာအပေါင်းအစုဆိုပြီးတော့ပြောခဲ့တာပဲအဲ့ဒီမှာတခုခြားခဲ့လိုက်တယ်ဦးဇင်းကဖြစ်သဘောတရားဘာတရားသဘောတရားပြောကြည့်အဲ့မှာသဘောတရားဆိုတာဆိုတော့မြို့တော်များနားလည်ပြောရင်ပရမတ္ထစစ်ဓာတ်ရိုက်ကိုရောက်သွားအောင်ဆရာတော်ဘုရားပြောခဲ့တဲ့စကားလုံးပဲနော်ဒါကြောင့်မလို့ဦးဇင်းတို့ဆရာတော်များဝိပဿနာထုတ်ကြတဲ့အခါမှာပညာနဲ့ပရမတ်ကိုလည်းနားမလည်ရဘူးလားနားလည်ရမှာလားနားလည်ရမှာနော်ဆိုတော့မြို့တော်မှာကျေးဇူးတော်ကြောင့်အောင်ဆန်းဆရာတော်ဘုရားပြောထားပြီးသားပညာတို့ပရမတ်တို့ဒါတွေကိုသိရမယ်ဆိုကောင်းပြီဒီနေရာမှာဦးဇင်းတို့ကိုဘယ်လိုပြောလဲလိုချင်းတိုရင်းလေးပဲပညာနဲ့ပရမတ်ရဲ့သဘောတရားလေးနည်းနည်းလေးပြောပြမယ်နော်ဆိုတော့မြို့တော်များအဲ့ဒီမှာပညာနဲ့ပရမတ်ကိုပြောတဲ့အခါမှာဆိုတော့မြို့တော်မှာတစ်လုံးမှတ်ပါမယ်အထေတိပညာသဘောတိပရမတ်ပြောကြည့်နောက်တစ်ခါလောက်ပြန်ပြောကြည့်ဟောအထေတိပညာသဘောတိပရမတ်တဲ့ဦးဇင်းတို့ဆိုတော့မြို့တော်များခုနပြောတယ်ဝိပဿနာရှုတယ်ဆိုတာပညာကိုရှုရမှာလားပရမတ်ကိုရှုရမှာဒါဆိုရှင်းသွားပြီအထေတိပညာသဘောတိပရမတ်တဲ့အဲ့ဒီမှာပဲဆိုတော့မြို့တော်များအထေတိပညာဆိုတာကအထေကိုမရှုနဲ့ဘာကိုရှုသဘောကိုရှုအထဲကိုရှုရင်တခြားလားပညာလားသဘောကိုရှုရင်တခြားလားပရမတ်လားပရမတ်ကိုရှုနိုင်သွားပြီဆိုရင်ဘယ်နယ်ပယ်ရောက်ပြီဝိပဿနာနယ်ပယ်ရောက်ပြီဘယ်နယ်ပယ်ဝိပဿနာရောက်သွားပြီအထဲတိပညာသဘောတိပရမတ်ဆိုတာဘာကိုပြောချင်တာလဲဆိုဦးဇင်းတို့ဆိုတော့မြို့တော်များနားလေတဲ့ဥမာတစ်ခုပြန်ဦးဇင်းလက်ကိုကြည့်လိုက်ဒီမှာဒီလက်ကိုမမြင်ဘူးလားမြင်တယ်ဆိုရင်မြင်မှာပေါ့တခြားရှိလို့လားအထဲရှိလို့လားဟောအထည်ရှိတယ်နော်ဦးဇင်းရဲ့ဒီခန္ဓာကိုယ်ကြီးမမြင်ဘူးလားဘာရှိလို့လဲဟောအထည်ရှိလို့မြင်တာနော်ဒီလက်ကိုပဲကြည့်လိုက်အခါမှာဦးဇင်းတို့ဆိုတော့မျိုးခုနလက်ကိုမြင်တယ်လို့ပြောခဲ့တယ်အဲလက်တီပါလဲဆိုအဲ့ဒါအထည်ပဲဘာလဲအေးဆိုတော့မျိုးတော့များဒါကိုစကားနဲ့ပါဠိစာပေနဲ့နည်းနည်းပြောကြမယ်ဆိုသူကဒါပုံတရံကိုကြည့်ပြီးပြောမယ်ဆိုတန်ဌာနပညာလို့ပြောလို့ရတယ်ဘာပညာလက်ဆိုတဲ့တရံနော်ခေါင်းဆိုတဲ့ပုံတရံဒါကိုကြည့်ပြီးတော့ပြောမယ်ဆိုတာတန်ဌာနပညာပဲနော်အဲ့ဒီရတဲ့တဆင်သွားတော့ဥစ္စာဆိုရင်အဲ့ဒီကကြောင့်မလို့လက်ဆိုတာဒီပြည့်ညက်ဖြစ်တာဖြစ်နေတဲ့ကြောင့်မလို့လက်ကိုရှုရမှာဟုတ်သလားကောင်းပြီတဆင်သွားမယ်အဲ့လက်မှာရှိတဲ့ဥစ္စာတို့ဆိုတော့ဒီလက်ထဲမှာရှိတဲ့နားတယ်ထုံတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ဆိုတဲ့သဘောတရားဥစ္စာတို့ဆိုတော့မျိုးတော်များမြင်သလားမမြင်ဘူးနော်ဆိုတော့မြင်သလားမမြင်ဘူးအဲ့ဒါဆိုမမြင်ဘူးဆိုရင်မရှိလို့မမြင်တာလားရှိရနဲ့မမြင်တာလားဘာမရှိလို့လဲဘာမရှိလို့အထက်မရှိလို့ဘာမရှိလို့အထက်မရှိတော့မမြင်ဘူးပေါ့ဆိုတော့မျိုးတော်များနော်ဒါပေမဲ့လို့ရှိတော့မရှိဘူးလားရှိတယ်ဆိုရင်
အဲ့ဒီသဘောတရားဆိုတာဒါကိုပြောချင်တာနော်ပရမတ်ဆိုတာအဲ့သဘောဆိုတာဒါကိုပြောချင်တာနားနဲ့နားနေတဲ့သဘောထုံရင်ထုံတဲ့သဘောကျင်ရင်အောင့်ရင်တောင့်ရင်တင်းရင်အဲ့သဘောတရားလေးကိုရှုခိုင်းတာဒီတခြားလားပရမတ်လားအဲ့သဘောတရားကိုရှုခိုင်းတာဆိုတော့မျိုးတော့တရားထိုင်နေလက်ကြီးကနာတယ်ခြေစလုံးကြီးကအောင့်နေဆိုရင်ဘာတင်သွားပြီပညာတင်သွားပြီဘာတင်သွားပြီအဓိကကြည်ခိုင်းတာခြေစလုံးဆိုတဲ့သဘောတရားကြီးခုနပညာကြီးကိုကြည်ခိုင်းတာအဲ့ခြေစလုံးမှာရှိတဲ့နာမှုသဘောထုံမှုသဘောကျင်မှုသဘောအောင့်မှုသဘောကိုက်မှုသဘောခဲမှုသဘောအဲ့သဘောတရားလေးကိုရှုခိုင်းတာနော်အဲ့ဒါဒီတခြားလားပရမတ်လားဒါကြောင့်မလို့ပဲဆရာတော်ဘုရားများကဘာပြောလဲဆိုရင်ဝိပဿနာရှုတဲ့အခါမှာဝိပဿနာဆိုတာဘာပြောတာလဲဆိုရင်ပညာတိန်တပိတ္တဝအနိစ္စရိအာကာနဝိဝိရံပတ္တိတိဝိပဿနာတဲ့ဒါဝဲဆိုတော့မြို့တော်များနားလဲတဲ့မြန်မာစကားနဲ့ပြောမယ်ဆိုရင်ပညာကိုခွာ၍ခန္ဓာဤဖြစ်ပျက်ကိုမြင်အောင်ရှုတာသည်ဝိပဿနာပဲပညာကိုခွာ၍ခန္ဓာဤဖြစ်ပျက်ကိုမြင်အောင်ဘာလဲပညာကိုခန္ဓာဤမြင်အောင်ဘာလဲဒါပဲပညာကိုခွာလိုက်လို့ပြောတာဒီပညာဆိုတဲ့တရံကြီးကိုခွာလိုက်ပြီးတော့မှအဲ့ဒီမှာခန္ဓာရဲ့သဘောတရားကိုမြင်အောင်ရှုတာဒီဘာလဲဝိပဿနာဗါတယ်လေဒါကြောင့်မလို့ကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးကပြောတယ်တကားကြောက်ဥလာဟုတော့ခမရတို့ဝိပဿနာရှုတဲ့အခါမှာခွေးဟောင်တဲ့ခန္ဓာမရှုနဲ့ဗျာတဲ့ဘာကိုမရှုနဲ့ခွေးဟောင်တဲ့ခန္ဓာကိုသွားမရှုနဲ့တဲ့ဒီအတ္တဘောခန္ဓာကိုကြီးကကဲခေါင်းကားခြေလက်ကြီးကခွေးမမြင်ဘူးလားမြင်သလားမြင်တော့မဟောင်ဘူးလားဒီခန္ဓာကိုမရှုနဲ့တဲ့နော်အဲ့တော့ဘာလို့ရှုရမှာလဲခုနကခွေးမဟောင်တဲ့ခန္ဓာနာတုံကျင်ကြိုက်ခဲပူဝေးညောင်းညာဆိုတာဆိုတော့မျိုးခွေးမြင်နိုင်သလားမမြင်ဘူးဆိုတော့မျိုးအဲ့ဒီမမြင်တဲ့သဘောတရားကိုရှုခိုင်းတာမရှိတာကိုရှာရှုခိုင်းတာဟုတ်သလားရှိတာကိုပဲအသိကတ်ခိုင်းတာဘာဖြစ်ခိုင်းတာရှိတာကိုအသိကတ်ခိုင်းတာအဲ့ဒါဖောက်ပြန်မှုသဘောတရားဆိုတာဒါကိုပြောချင်တာနော်နာမှုသဘောထုံမှုသဘောကျင်မှုသဘောအောက်မှုသဘောအဲ့ဒါကိုပဲဘာတရားအစုဖောက်ပြန်မှုဖြစ်ပြန်မှုပဲဘယ်ဓမ္မလာလာဆိုဖောက်ပြန်တဲ့သဘောကလည်းမြဲသလားအဲ့ဖောက်ပြန်တဲ့ဆိုနာထုံခြင်းကြိုင်ခဲပူအေးညောင်းညာတောင့်တင်းအဲ့သဘောတရားကမြဲသလားဖြစ်ပြီးရင်ဒါကိုရည်ရွယ်ပြီးဆရာတော်ဘုရားကဖောက်ပြန်မှုသဘောတရားအစုဖြစ်ပြန်မှုဆိုတာပြောချင်တာအဲ့ဒီဖြစ်ပျက်ကိုမြင်ဖို့ဆိုတာဆိုတော့မျိုးတော့အဲ့ဒီရူပခန္ဓာဆိုတဲ့ဖောက်ပြန်မှုသဘောတရားကတခြားတရားလားအရှုခံတရားလားဟောအရှုခံတရားပဲဗျာဆိုတော့မျိုးတော့အရှုခံကိုဘာနဲ့လိုက်ရမှာအရှုဉဏ်နဲ့လိုက်ရမှာဘာနဲ့လိုက်ရမှာအရှုဉဏ်လို့ပြောတဲ့အခါမှာဆိုတော့မျိုးတော့များမဂ္ဂင်ဘယ်နှပါ၅ပါးပြောကြည့်ဟောအရှုဉဏ်မဂ္ဂင်၅ပါးနဲ့ဒီအရှုခံကိုဘာဖြစ်ပြရမှာလိုက်ပြရမှာကြည့်ပြရမှာပေါ့ဆိုတော့မျိုးတော်များနော်ဒါကြောင့်မလို့ဦးဇင်းတို့ဆိုတော့မျိုးတော်များအဲ့ဒီမှာပဲဆိုတော့မျိုးတော်များအမြဲတမ်းကြားနေကြပါတယ်သတိထားပညာရေးဆိုတာဒီမဂ္ဂင်၅ပါးကိုခြုံပြောလိုက်တာပဲဒီခန္ဓာကိုယ်ရဲ့အရှုခံသဘောတရားကိုဒီမဂ္ဂင်၅ပါးနဲ့ကြည့်ပြရမှာနော်မဂ္ဂင်၅ပါးဆိုတော့မျိုးတော်များတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပပညာမဂ္ဂင်၂ပါးတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိတမာဓိမဂ္ဂင်ဘယ်နှပါ၃ပါးဒီမဂ္ဂင်၅ပါးနဲ့ပဲဦးဇင်းတို့ကြည့်ပြရမှာဟောဒီမှာတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပပညာမဂ္ဂင်၂ပါးခဏထားမယ်တမ္မာဝါယမမှန်မှန်ကန်ကန်စ조사ပြီးမကြည့်ရဘူးလားစ조사နေရတယ်လေစ조사ရတယ်အားထုတ်ပြရတယ်တမ္မာမှန်ကန်တဲ့ဝါယမစ조사တယ်အားထုတ်တယ်နောက်တစ်နည်းပြောရင်တော့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာဘက်ကစောင့်ကြည့်တယ်ဟောဗါတယ်လေစောင့်ကြည့်တာတခြားလားဝိပဿနာလားဩစောင့်ကြည့်တယ်စောင့်ကြည့်ပေးရမှာကျေးဇူးမျိုးတော်မြန်နော်ဒါကြောင့်မလို့မိလိန်နာပညာကျမ်းမှာရှင်နာဂသိန်ကိုမိလိန်နာမင်းကြီးကမေးတယ်လေရှင်ဘုရားနာဂသိန်နဲ့ဝိပဿနာရှုတယ်ဝိပဿနာရှုတယ်ဘာလို့တာလဲဆိုရင်တခါကြီးတဲ့ဝိပဿနာရှုတယ်ဆိုတာခန္ဓာဘာပြောတယ်ဆိုတာစောင့်ကြည့်တာပါပဲတဲ့ခန္ဓာဘာပြောတယ်ဆိုတာစောင့်ကြည့်တာပါပဲတဲ့အဲ့ဒီမှာပဲဆရာတော်အဲ့မှာမိလိန်နာမင်းကြီးကရှင်နာဂသိန်ဆိုတာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးယန္တာရှင်မြတ်ကြီးအဲ့ဒီမှာရှင်နာဂသိန်သိထပ်ပြီးတော့ဝိပဿနာနဲ့ပတ်သက်တဲ့အရှုခံရှုဉဏ်သဘောတရားကိုထပ်ပြောလိုက်တယ်တခါကြီးတဲ့တောထဲမှာရှိတဲ့တစ်တွေကြားတဲ့ဟာအပြေးတော့မမြန်ပါဘူးတဲ့အဖမ်းတော်တန်ပါတယ်တဲ့တောထဲမှာရှိတဲ့တစ်တွေကြားတွေဟာအဖမ်းတော်တန်ပါတယ်တဲ့
အဲ့ဒီလိုပါပဲတဲ့ဝိပဿနာအားထုတ်ကြတဲ့ယောဂီသူတော်စင်များခုနပြောခဲ့တဲ့တစ်တွေကြားတွေဟာသားကောင်တစ်ခုကိုလိုက်တဲ့အခါမှာဥဒ္ဒစင်များအဝေးကနေလိုက်ပြီးဆိုရင်မလွတ်နိုင်ဘူးလားလွတ်နိုင်သလားလွတ်နိုင်တယ်လွတ်သွားနိုင်တယ်ပေါ့အဲ့ဒီတော့မလွတ်ဖို့တော့ဘာလို့ရမလဲပြင်းပြီးတော့လိုက်ပြီးတော့ဖမ်းတာတဲ့ဆိုင်ခြုံကောင်းကနေပြီးတော့မှစောင့်ပြီးဖမ်းမယ်ဆိုမမိနိုင်ဘူးလားမိနိုင်တာပေါ့တဲ့အားထက်လို့ရတယ်လေပြင်းရင်းနဲ့ဖမ်းတယ်ဆိုတာကအာသားမပါတော့ဘူးเนาะအဲ့ဒါကိုပြောချင်တာအဲ့ဒီလိုပါပဲတဲ့ဝိပဿနာအားထုတ်ရတဲ့ယောဂီသူတော်စင်များဟာလည်းပဲတဲ့အဲ့ဒီလိုပဲလိုက်ပြီးတော့ရှာပြီးတော့ရှုနေကြမယ်ဆိုရင်အဲ့ဒီဝိပဿနာရဲ့ဖြစ်ပျက်ကိုကောင်းကောင်းမြင်ဖို့ခက်နေလိမ့်မယ်တဲ့ဒါကြောင့်မလို့ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတို့ပဲအလုတ်တင်လုပ်ပေးစကားထဲမှာပြောထားတယ်လေရှာမရှုနဲ့ဟောဗါတယ်လေလုံမရှုနဲ့ဒါမပြောဘူးလားဗျာမများနဲ့ပြာရာခက်နေကြသလားဟုတ်လို့လား45မိနစ်လောက်ရောက်နေပြီဆိုရင်အော်သူတို့ပဲပြောတော့မပြာရာမခက်ဘူးဆိုထားတော့နော်အဲ့ဒါကိုပြောချင်တာနော်အဲ့ဒီမှာဝိပဿနာအားထုတ်တဲ့ယောဂီများဟာဘာလဲဆိုရင်ရှာပြီးတော့ရှုမနေနဲ့တဲ့တမာရီကောင်းကောင်းနဲ့တမာရီဆိုတဲ့ခြုံကောင်းကောင်းကနေပြီးတော့ဆွေတော်မျိုးတယ်အဲ့ဒီညံကြားကြီးနဲ့အရှုခံဆိုတဲ့သားကောင်ကိုဖမ်းမယ်ဆိုရင်မမိနိုင်ဘူးလားမိနိုင်သလားဒါကိုပြောချင်တာခြုံကောင်းကောင်းဂျောင်ကောင်းကောင်းဆိုတာဆိုရင်တမာရီဒီဟုသောခြုံတမာရီဒီဟုသောအဲ့ဒီတမာရီဒီဟုသောခြုံကောင်းကောင်းကနေပြီးတော့ဆွေတော်မျိုးတော့ဖမ်းလိုက်မယ်ဆိုရင်ဖမ်းတယ်ဆိုတာကဆိုရင်ခုနပြောတဲ့တစ်ကြားဆိုတဲ့ဆွေတော်မျိုးတော်များအဲ့ဒါတတ္တဝါနဲ့လန့်ဖမ်းတာအဲ့ဒါကိုပြောချင်တာနော်ခြုံကောင်းကောင်းဆိုတဲ့တမာရီကနေပြီးတော့မှဆိုရင်ခုနညံကြားကြီးနော်ညံကြားကြီးကလှမ်းပြီးတော့ဖမ်းလိုက်မယ်ဆိုရင်အရှုခံဆိုတဲ့သားကောင်ကိုမမိနိုင်ဘူးလားမိနိုင်လားဘာကောင်းကောင်းကနေစောင့်ကြည့်ခြုံကောင်းကောင်းဆိုတာတခြားလားတမာရီလားတမာရီကောင်းကောင်းနဲ့စောင့်ကြည့်လိုက်မယ်ဆိုရင်မသိနိုင်ဘူးလားသိနိုင်ပါတယ်တဲ့ဒါကိုပြောချင်တာနော်ဆိုတော့မျိုးတော်များဒါကြောင့်မလို့တမ္မာဝိုင်းမှာမှန်မှန်ကန်ကန်စ조사ရမယ်ဒါတင်မဲ့လားမဟုတ်တတိမထားရဘူးလားထားရတယ်ဒီပုံမှာတတိထားနေရတယ်လေတတိမကတ်ဘူးဆိုတော့မျိုးတော့စိတ်တွေကပြန့်လွင့်နေတယ်ပြန့်လွင့်နေမှာပဲအဲ့တော့တတိမကတ်ရဘူးလားကတ်ရတယ်ဟောတတိထားတယ်မို့တတိတွေထားပါများတော့စိတ်တွေကပြန့်လွင့်မှုမနှဲဘူးလားနဲလားဘာတီသွားမှာဘာတီလာပြီတမာရီတီလာပြီလေတမာရီတီလာတယ်တမာရီတော့ယထာဘူတံပဇာနာတိတမာရီတီလာပြီဆိုရင်ဟုတ်တိုင်းမှဆိုမမြင်ဘူးလားဟုတ်တိုင်းမှဆိုမြင်လာပြီတမ္မာမကံနဲ့ဒိဋ္ဌိမြင်လာပြီမှန်မှန်ကန်ကန်မြင်လာပြီဘာကိုမြင်တာလဲအရှုခံကိုမြင်တာဘာကိုမြင်တာဖောက်ပြန်နေဆိုရင်ဖောက်ပြန်မှုသဘောတရားကိုဘာဖြစ်တာတော့မြင်တာဘာဒိဋ္ဌိလဲဘာဒိဋ္ဌိတမ္မာဒိဋ္ဌိပြန်မြင်ရုံတည်းမဟုတ်သေးဘူးမြင်ပါများတော့ကိုယ်ပိုင်မြင်မှတော့ကိုယ်တိုင်ဆုံးဖြတ်ချက်မချနိုင်ဘူးလားဟောတမ္မာသင်္ကပ္ပဗျာကြံစီလာပြီတွေးတော့လာပြီဆုံးဖြတ်ချက်ဘာဖြစ်တယ်ချပြီဘသူကိုယ်တိုင်မြင်တာဘာနဲ့မြင်တာဘာဒိဋ္ဌိဘာသင်္ကပ္ပဟောပညာမကင်မှာစုံသွားပြီဆိုတော့မျိုးတော်များဖြစ်ပြက်ဆိုတာမမြင်ဘူးလားတမာရီမြင်တမာရီခုနပြောတယ်တမာရီမကင်၃ပါးတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဒီ၃ပါးပြည့်စုံတော့ ਨੇ ဖြစ်ပြက်မမြင်သေးဘူးဘာတီယုံပဲရှိသေးတာဒါကြောင့်မလို့တမာရီမကင်ဘယ်နှပါးဒါကိုပြောခဲ့တယ်နောက်ကနေတမာရီတင်ကျင်နေလို့မရဘူးဘာလိုက်ရမှာပညာနဲ့ဆုံးဖြတ်ရမှာဘာဖြစ်ရမှာပညာနဲ့ဆုံးဖြတ်လိုက်ပြီဆိုရင်ဆွေတော်မျိုးတော်မမြင်နိုင်ဘူးလားမြင်နိုင်တာပေါ့ဆွေတော်မျိုးတော်များနော်ဒါကြောင့်မလို့ဒါကိုနားလဲတဲ့ဥမာတစ်ခုနဲ့ပဲတမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပတမ္မာဒိဋ္ဌိကဘာနဲ့တူလဲဆိုရင်မျက်လုံးနဲ့တူတယ်တမ္မာဒိဋ္ဌိကမျက်လုံးနဲ့တူတယ်တမ္မာသင်္ကပ္ပကဘာနဲ့တူလဲဆိုရင်မျက်မှန်ဒါကြီးပြတာကိုတို့ဘာကြည့်နေတယ်မသိဘူးဒါမကြည့်နဲ့ဒါကြည့်ဘာပြတာတို့ကဒါလို့ပြလိုက်ခါကျတော့တို့ဘာမြင်သွားမလို့ဒီဟာဦးဇင်းဒါကိုပြတာတမ္မာဒိဋ္ဌိကမြင်လာတဲ့အချိန်မှာဦးဇင်းတို့ဆိုတော်မျိုးတော်များဦးဇင်းတို့ဘိုးတွေဘွားတွေအရွယ်ရောက်လာပြီဆိုရင်မျက်လုံးရဲ့ပတာရတွေမချွတ်ရင်းဘူးလားဘာအကူညီယူရတယ်မျက်မှန်ရဲ့အကူညီယူရတိုနိတူဆိုပဲဖြစ်ပျက်ကိုမြင်နေတဲ့ခါမှာတခါလေးမှာအဲ့ဒီမှာတမ္မာဒိဋ္ဌိကမျက်လုံးနဲ့တူတယ်တမ္မာသင်္ကပ္ပကမျက်မှန်နဲ့တူတယ်ဘာနဲ့တူတယ်သူကအမြင်အာယုံကိုပို့ပြီးတော့ဘာဖြစ်သွား
ကြည်လင်သွားအောင်ပို့ပေးနိုင်တာတမ္မာဒိဋ္ဌိမြင်နေတယ်တခါလေးမှဇဝေဇဝါဖြစ်ခြင်းမှာတမ္မာသင်္ကပ္ပရဲ့အကုန်ကြီးနဲ့တွန်းပေးလိုက်မယ်ဆိုရင်ဆွေတော်မျိုးတော်များအမြင်အာရုံနဲ့မကြည်ဘူးလားကြည်လာမှာအဲ့ဒီတော့မြင်အာရုံကြည်တယ်ဆိုတာတခြားမြင်တာလားအရှုခံကိုမြင်တာပြောတာလားဒါကိုပြောချင်တာအမြင်အာရုံကိုသူကအများကြီးထောက်ပံ့ပေးလိုက်တယ်ကျေးဇူးတော်ချင်းအောင်ဆန်းဆရာတော်ဘုရားပြောဆိုရင်သာဇာတာအညမင်ညပဲသူတို့အချင်းချင်းကျေးဇူးပြုနေတာပဲတမ္မာဒိဋ္ဌိကလည်းတမ္မာသင်္ကပ္ပကိုပြန်ပြီးကျေးဇူးပြုတယ်တမ္မာသင်္ကပ္ပကလည်းတမ္မာဒိဋ္ဌိကိုပြန်ပြီးကျေးဇူးပြုတယ်အချင်းချင်းအညမင်ညကျေးဇူးပြုနေတာပဲဒါကြောင့်မလို့ဦးဇင်းတို့ဆွေတော်မျိုးတော်များဖြစ်ပြမြင်ဖို့ဆိုတာမဂ္ဂင်ဘဏ္ဍပါပြည့်စုံမှဒါကြောင့်မလို့ကိုယ့်ကိုစစ်စစ်ပါဝေဖန်မှာသုံးသပ်ပါငါတရားအားထုတ်နေတာဖြစ်ပြမမြင်သေးဆိုရင်သိကြတယ်ဒီမဂ္ဂင်၅ပါးတည်းတစ်ခုမဟုတ်တစ်ခုချုပ်ရင်းနေလို့ပဲနော်ဒီမဂ္ဂင်၅ပါးပြည့်စုံသွားပြီဆိုရင်ဘာမြင်ပြီဖြစ်ပြမြင်ပြီဆွေတော်မျိုးတော်ဒီမဂ္ဂင်၅ပါးတစ်ခုခုချုပ်ရင်းသွားပြီချုပ်ရင်းနေသေးတယ်ဆိုရင်ဖြစ်ပြကမြင်တယ်လို့မမြင်တယ်လို့မြင်သည်လည်းမဟုတ်မမြင်သည်လည်းမဟုတ်မြင်တယ်အောင်မမြင်တယ်အောင်မြင်တယ်လို့မမြင်တယ်လို့ဖြစ်နေအောင်ပါပဲအဲ့ဒါဒီမဂ္ဂင်၅ပါးတည်းကတစ်ခုမဟုတ်တစ်ခုဘာဖြစ်နေလို့အဲ့ကြောင့်လို့ဖြစ်ပြမြင်ကောင်းကောင်းကြီးအားကောင်းနေဖို့ဆိုတာကဆွေတော်မျိုးတော်များအဲ့ဒီမှာဖြစ်ပြမြင်ဖို့တော့ကမဂ္ဂင်ဘဏ္ဍပါပြည့်စုံရမယ်တမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဆိုရယ်တမာဓိမဂ္ဂင်ဘဏ္ဍပါတမာဓိတည်ုံလောက်နဲ့ကျင့်နေမနေနဲ့နောက်ကနေဘာမဂ္ဂင်နဲ့လိုက်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပဒီမဂ္ဂင်၅ပါးပြည့်စုံသွားပြီဆိုရင်တခြားမြင်ပါလားဖြစ်ပြမြင်ပါလားအဲ့တော့ဆွေတော်မျိုးတော်မှာတလုံးနဲ့ပဲကာယ ानु ပဒနာရုပ်ကိုရှုတဲ့ပုဂ္ဂိုလ်ကဘာလာဘလို့ဆုံးဖြတ်ဖောက်ဖောက်ပြန်ဒါပဲဖောက်ပြန်တယ်ဘာဖြစ်တယ်နားထုံခြင်းကြိုက်ခဲ့ဘယ်ဓမ္မလာဘာဖြစ်တယ်တလုံးနဲ့ဆုံးဖြတ်လိုက်ဖောက်ပြန်တယ်ဘာဖြစ်တယ်ဖောက်ပြန်တယ်လို့ဆိုရင်အဲ့ဖောက်ပြန်တဲ့သဘောတရားမြဲသလားမမြဲဘူးဖြစ်ပြီးရင်ဖြစ်ပြီးပြက်လို့ဘာအဲ့ဒီဒုက္ခသစ္စာပဲလို့သိတယ်ဆိုတာဘာနဲ့သိတာမဂ္ဂသစ္စာနဲ့သိတာဘာသစ္စာနဲ့သိတာမဂ္ဂင်ဘယ်နှပါအဲ့ဒီလိုမဂ္ဂင်တွေကိန်းသွားပြီဆိုတော့မဂ္ဂသစ္စာကိန်းပြီဆိုတော့ဒီပေါက်ပြန်မှုထဲမှာ၅ပါးသလားသူပါသလားယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါငါသူတော်ဘာယောက်ျားမိန်းမလို့ဆိုရတဲ့ဒိဋ္ဌိမပြောဘူးလားဟောငါသူတော်ဘာယောက်ျားမိန်းမတွေတက္ကာယဒိဋ္ဌိမပြောဘူးလားတက္ကာယဒိဋ္ဌိပြုတ်သွားပြီဩဒီမှာအဲ့ပေါက်ပြန်မှုသဘောတရားဖြစ်ပြီးရင်ပြတ်တယ်ဆိုမှတော့ပြတ်တာကိုတွေ့မှာတော့ခိုင်တယ်မြဲတယ်ဆိုတဲ့တတ္တရာဒိဋ္ဌိမစင်ဘူးလားဟောနပေါက်ပြန်မှုတော့ရှင်းနာချုပ်နောက်နာအစားမထိုးဘူးလားအစားထိုးတာကိုတွေ့မှာတော့ပြတ်တယ်ဆိုတဲ့ဥစ္စေတာဒိဋ္ဌိမစင်ဘူးလားဟောကိုယ်တိုင်မြင်ကိုယ်တိုင်တွေ့ဒီပေါ်မှာတန်တရားရှိအောင်မလားဒိဋ္ဌိနဲ့ဝိသိကိစ္စသိသွားပြီဆိုတာတခြားသိတာလားသမုဒိယသစ္စာသိတာဩသမုဒိယသစ္စာသိပြီဆိုမှတော့ဆိုတော်မျိုးတော်များနောက်တပံဒုက္ခရအောင်မလားဒုက္ခခတ်သိမ်းချုပ်ငြိမ်းရရင်တခြားလားနိဗ္ဗာန်လားနိဗ္ဗာန်ဒီဘာသစ္စာတော့အဲ့ဒီနိရောဓသစ္စာဆက်ရောက်တယ်ဆိုတာဘသူဒုက္ခဘသူသိလို့ကိုဒုက္ခကိုသိအောင်ဆက်လက်ကြိုးစားပါလို့တိုက်တွန်းရင်းပဲနာယီစိတ်သွားပြီမို့ဆုတော်မေတ္တာပို့ပြီးတရားပွဲသိမ့်ပါမယ်တတ္တလောကရလူနာမြမတွေမြတ်ဗျာဤတရားစစ်တွေယောတေလေးစားကြံဘိုးစေနိဗ္ဗာန်ဆံမြတ်နိုင်ပါသည်လောဘဒေါသမောဟထိန်ဝေဧမေသုံးပါးကြီးမားပါလေနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားတွေကဘာတည်သည်များထွန်းပနိုင်ပါစေ